ဒီနေ့တော့ဆာလာနံပါတ်29ဖြစ်ပါတယ်အခန်းကြီး29အငယ်1မှ3ထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နည်းထာဝရဘုရားသည်ငါ၏အသက်ခိုလုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်လန့်ရအံ့နည်းငါကိုအညှိုးထားသောရန်သူလူဆိုးတို့သည်ငါအသားကိုကိုက်စားမည်ဟုလာကြသောအခါခြေတိုက်မိ၍လဲကြ၏ငါတစ်ဖက်၌တက်ချကြတော်လဲငါနှလုံးမကြောက်တတ်စစ်ချီ၍လာကြတော်လဲထိုအမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်အငယ်၄မှ6ထာဝရဘုရား၏တင့်တယ်ခြင်းအထရေတော်ကိုဖူးမြင်၍ဗိမာန်တော်၌ငွေ့လျော်ခြင်းအလိုငှာထာဝရဘုရား၏အိမ်တော်မှာတစ်သက်လုံးနေရမည်အကြောင်းဒီဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီထိုအခွင့်ကိုရှာရအောင်မည်အကြောင်းမူကားဘေးအန္တရာယ်ရောက်သည့်ကာလတဲတော်တွင်ငါကိုကွယ်ကာတော်မူမည်ဗိမာန်တော်အတွင်းရ၌ငါကိုကွက်ထားတော်မူမည်ကြောက်ပေါ်မှလည်းငါကိုတင်ထားတော်မူမည်ယခုပင်ငါပတ်လည်၌ရှိသောရန်သူတို့၏အပေါ်သို့ငါ၏ဦးခေါင်းကိုချီးမြှောက်တော်မူ၏ထိုကြောင့်ဗိမာန်တော်မှာတဘိုးမှုတ်ခြင်းနှင့်တကွရစ်ပူဇော်ပါမည်တည်ခြင်းဆိုပါမည်ထာဝရဘုရားကိုထောမနာတည်ခြင်းဆိုပါမည်အငယ်9မှ17အိုထာဝရဘုရားအကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်ကိုတနာ၍ထူးတော်မူပါငါ၏မျက်နာကိုရှာကြလော့ဟုသောအမိန့်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုထာဝရဘုရားကိုယ်တော်၏မျက်နာကိုရှာပါမည်အကျွန်ုပ်ကိုမျက်နာလွှဲတော်မမူပါနှင့်အမျက်ထွက်၍ကိုယ်တော်၏ကျွန်ကိုပယ်တော်မမူပါနှင့်အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားကိုယ်တော်သည်အကျွန်ုပ်ကိုမဆတော်မူဘူးသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်ကိုမိဘတို့သည်အကျွန်ုပ်ကိုစွန့်တော်လဲထာဝရဘုရားသည်ကျွန်ုပ်ကိုချီယူတော်မူလိမ့်မည်။အိုထာဝရဘုရားကိုယ်တော်၏လမ်းကိုကျွန်ုပ်အားပြသသွန်သင်တော်မူပါ။အကျွန်ုပ်၏ရန်သူတို့ကြောင့်ဖြောင့်သောလမ်းထဲ၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။အငယ်7မှ14မမှန်သောသက်သေကိုခံသောသူတို့နှင့်ညှင်းဆဲခြင်းငှာပြင်းစွာအသက်ရှူသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌ထားကြသည်ဖြစ်၍ရန်သူတို့အလိုသို့အကျွန်ုပ်ကိုအနှံတော်မမူပါနှင့်အကယ်စင်စစ်အသက်ရှင်သောသူတို့၏နေရာတွင်ထာဝရဘုရား၏ကျေးဇူးတော်ကိုငါတွေ့မြင်မည်ဟုယုံမှတ်ဆွဲလန်းခြင်းရှိ၏ထာဝရဘုရားကိုမျှော်လင့်လော့အာယူ၍ရဲရင်သောစိတ်နှလုံးရှိလော့ထာဝရဘုရားကိုမျှော်လင့်လျက်နေလော့အာမင်နောက်ဒီနေ့ပြန်တွေ့မယ်ပါပါ